ပါရှင်ဟင်းနဲ့ဒီဘူချုပ်စည်းဆိုင်ခွဲလေးကနေကြိုဆိုလိုက်ပါတယ်ကဲဟင်းနဲ့ဒီဘူချုပ်စည်းမှာဆိုလို့ရှိရင်တော့လက်စွပ်ဒီဇိုင်းအသစ်အများကြီးရောက်ထားပါတယ်ရှင်ကြည့်ရတဲ့ချစ်တွေအတွက်ပြပေးပါမယ်နော်ကဲဒါဆိုလို့ရှိရင်တော့ထဲထဲကြွကြွနဲ့ဝစ်ကျင်တဲ့ချစ်လေးတွေအတွက်ပန်းဒီဇိုင်းလေးနဲ့ခတ်ပေးထားတာပါဈေးနှုန်းလေးကလည်းပဲသူက30ကျော်40ဝန်းကျင်လေးနဲ့တက်တက်မြတ်စွာသုံးလို့ရတဲ့ဒီဇိုင်းလေးပါရှင်ဒါလေးနော်ကဲဒါဆိုရင်တော့ရိုးရိုးရှင်းရှင်းနဲ့ဘေးမှာပန်းအနွယ်ဒီဇိုင်းလေးနဲ့ခတ်ပေးထားတာပါဒါရိုးရိုးရှင်းစိုက်တဲ့ချစ်တွေဆိုလို့ရှိရင်တော့စင်တူဒီဇိုင်းလေးအများကြီးထွက်ထားပါတယ်เนาะဒါလေးကဒီမှာပါเนาะစင်တူဒီဇိုင်းလေးထွက်ထားပါတယ်စင်တူလေးအများကြီးရောက်ထားတယ်ပြီးတော့မျက်ဝန်းမင်းနေတဲ့ချစ်တွေအတွက်လည်းမျက်ဝန်းလေးရှိရယ်เนาะဒီမှာမျက်ဝန်းလေးပါဒါလေးဆိုရိုးရိုးရှင်းရှင်းနဲ့ညီမတို့ရှိမှာကပ္ပဖလားလို့လည်းခေါ်တယ်မျက်ဝန်းလို့လည်းခေါ်တယ်เนาะအရန်ကိုရောင်းရတဲ့ပစ္စည်းလေးပါဒါလေးအသစ်ရောက်ရှိထားပါတယ်ရှင်ဒါလေးကစင်တူလေးပဲเนาะသူလည်းစင်တူလေးပါပဲရှင်ကဲဒါကတော့တို့ပန်းအနွယ်လေးနဲ့ရိုးရိုးရှင်းရှင်းလေးပဲเนาะရိုးရိုးရှင်းရှင်းလေးကိုမှစိတ်အများကြီးမကြိုက်ဘူးဆိုတဲ့ချစ်တွေတက်ခတ်ပေးထားတာပါဒါလေးဆိုလည်းတအားကိုလှပြီးတော့တည်တက်ပါတယ်ရှင်ပလဲကိုလည်းညီမတို့ဘိတ်ပလဲကိုမှရှိုးရောင်လေးသုံးထားပေးရเนาะရွှေချိန်လေးဆိုလို့ရှိရင်လည်း3ဘဲဝင်းကျင်လေးတွေသုံးထားပေးရပါရှင်ဒါဆိုလည်းအရန်လှပါတယ်เนาะဟုတ်ကဲ့ပါဒါကတော့ပန်းဒီဇိုင်းလေးပါသူကစိန်ကလေးတစ်ချမ်းရွှေလေးတစ်ချမ်းနဲ့ခတ်ပေးထားတာပါဒါဆိုလို့ရှိရင်နှင်းစီပူပေါ့နော်နှင်းစီပန်းဒီဇိုင်းလေးဆိုပြီးမှခစ်စားတဲ့ဒီဇိုင်းလေးပါဒါလေးဆိုလည်းအဆက်လိုက်လေးရှိတယ်နော်သူဆိုလို့ရှိရင်ကဲဒါကတော့ပန်းဒီဇိုင်းလေးပါရှင်ဒါလေးချစ်စရာကောင်းပါတယ်ဒါလေးအရန်လှတယ်နော်ရိုးရိုးရှင်းရှင်းလေးနဲ့ချစ်စရာလေးပါဒါလေးဆိုရင်စင်တူရှိပါရဲ့ကဲဒီပစ္စည်းလေးတွေရကြတယ်ဆိုလို့ရှိရင်တော့ညီမတို့အမှတ်1လေး3 1လေး4 1လေး5အနောက်ပတ်တန်းဘို့ကျောင်းအောင်ဆန်းစည်းမှာကိုယ်တိုင်လာရောက်ဝယ်ယူအားပေးလို့ရတယ်လို့မျိုးကိုယ်တိုင်မလာနိုင်တဲ့ချစ်တွေဆိုလို့ရှိရင်တော့ online ကနေလာရောက်ဝယ်ယူအားပေးလို့ရပါတယ် online ကဝယ်မယ်ဆိုလို့ရှိရင်တော့3998 910 1600 Viber လေးကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်